အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘုဒ္ဓပြည့်မျှဝေဆွေးနွေးပေးတင်တာကတော့ကားကနေပြီးတော့ရေကျစေနိုင်တဲ့အကြောင်းအရာ၃မျိုးရေကျစေနိုင်တဲ့ပြစ်ချက်၃မျိုးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုဒ္ဓပြည့်မျှဝေဆွေးနွေးသွားမှာဖြစ်ပါတယ်ကားကနေပြီးတော့ရေကျစေနိုင်တဲ့အကြောင်းအရာတွေကအမျိုးမျိုးရှိနိုင်ပါတယ်ဥမာအနေနဲ့နေရာတွေလည်းသက်ဆိုင်နေပါဗျာအိတ်ဇောကနေကျတာလားဒါမှမဟုတ်ရင်အဲကွန်လိုင်းကနေကျနေတာလားဒါမှမဟုတ်ရင်အင်ဂျင်ကပဲကျတာလားပေါ့ဗျာသူ့ရဲ့ကျတဲ့နေရာနဲ့လည်းသက်ဆိုင်တယ်လို့အဲ့ဒီကျတဲ့ရေကလည်းရေနေနဲ့လားဒါမှမဟုတ်ရင်အင်ဂျင်ကူးလန့်လားအဲ့ဒီပေါ်မူတည်ပြီးတော့ဖြစ်နိုင်တဲ့ပြစ်ချက်ကိုမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာမျှဝေဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့အားလုံးပေါင်းအချက်၃ချက်ပေါ့ဗျာနော်နံပါတ်1အနေနဲ့အိတ်ဇောကနေပြီးတော့ရေကျတဲ့ပြဿနာအိတ်ဇောကနေရေကျတယ်ဆိုတဲ့အပိုင်းမှာနှစ်ပိုင်းရှိမယ်။တစ်ပိုင်းကကြတော့အင်ဂျင်ကူးလဲယိုစိမ့်ပြီးတော့ကျတာလားဒါမှမဟုတ်ရင်ရိုးရိုးရေပဲနည်းနည်းထွက်တာလားပေါ့နော်ဒီအနေထားပေါ်မှာမူတည်ပါတယ်အဲ့တော့တစ်ချက်ကပြစ်ချက်အနေနဲ့ရှိမယ်နောက်တစ်ချက်ကကြတော့ပုံမှန်တမယိုးကြဖြစ်ရိုးဖြစ်စဉ်လို့ပြောလို့ရတယ်ဒါဆိုရင်ပြစ်ချက်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြည့်ကြရအောင်အဲ့တော့အိတ်ဇောကနေရေကျစေနိုင်တဲ့အနေထားမှာဥမာပေါ့ဗျာအင်ဂျင်ကူးလန့်ကျတယ်ပေါ့အင်ဂျင်ကူးလန့်ယိုစိမ့်နေဆိုတော့ဒါကပြစ်ချက်ရှိတာဗျအဲ့တော့အင်ဂျင်ကူးလန့်ကျနေပြီဆိုလို့ရှိရင်တော့အင်ဂျင်ကူးလန့်ညှော်နှံ့ရမယ်အင်ဂျင်ကူးလန့်ရော့တဲ့ပြဿနာမျိုးတွေဖြစ်မယ်အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့နည်းနည်းကြီးတဲ့ထဲမှာပါတယ်ပြစ်ချက်ကနည်းနည်းကြီးတဲ့ထဲမှာပါတယ်သူကကြတော့များသောအားဖြင့်ပေါ့နော်အင်ဂျင်ရဲ့ရေလိုင်းနဲ့ကျွန်တော်မီးလိုင်းနဲ့ရောတာမီးလိုင်းဆိုတော့ convection chamber ရဲ့ line နဲ့အဲ့ဒီ convection chamber တွေကို gasket ပြက်လို့ပဲဖြစ်ဖြစ် head အဲ့လိုပဲဖြစ်ဖြစ်ရေကတောက်နဲ့ကျတာအဲ့လိုကျတဲ့အခါမှာအဲ့ဒီ engine coolant က convection chamber ထဲမှာလောင်ပြီးတော့ exhaust ကနေပြီးတော့ထွက်သွားတယ်အဲ့လိုမျိုးထွက်လို့ရှိရင်ဘာဖြစ်လဲဆိုတော့ exhaust pipe ကနေပြီးတော့မှ engine coolant ယိုကျတဲ့ပြဿနာမျိုးကိုကြုံရတယ်အဲ့ဒါဆိုရင်ကျွန်တော်ပြောခဲ့သလိုပဲ engine coolant ညှော်နှံ့ရမယ် engine coolant ပျောက်တဲ့ပြဿနာမျိုးကိုကြုံရလိမ့်မယ်ဒါဆိုရင်တော့ကျွမ်းကျင်တဲ့ mechanic နဲ့ပြပြီးတော့မှ engine ကိုင်ရမယ့်အဆင့်လား head ဖွင့်ရမယ့်အဆင့်လားဆိုတာကိုတိုင်ပင်စစ်ဆေးတင်ပါတယ်ဒီအနေထားကတော့ NA ရှိတယ်ပေါ့ဗျာနောက်ထပ်တစ်မျိုးအိတ်ဇောကနေရေကျတာကကြတော့တမယိုးကျဖြီရိုးဖြစ်စဉ်လို့ပြောလို့ရတယ်အဲ့ဒါကကြတော့ဘာကြောင့်ရေကျနိုင်လဲဆိုလို့ရှိရင်သူ့ရဲ့ပေါ့နော်ဒီဥမာပေါ့ဗျာ engine လုံတာပေါ့ဗျာ engine လုံတယ်ဆိုလို့ရှိရင်အဲ့ဒီကနေပြီးတော့အိတ်ဇောကနေငွေရေဖွဲ့ပြီးတော့မှရေကျတာမျိုးနောက်တစ်ချက်က catalytic converter လို့ခေါ်တဲ့အိတ်ဇောကြောက်ဦးအရန်ကောင်းနေတာပြောမယ်ဆိုရင်တော့အိတ်ဇောကြောက်စကားလို့ခေါ်တဲ့အိတ်ဇောကြောက်ဦးကအိတ်ဇောကထွက်လာတဲ့ COH NOx လို့ခေါ်တဲ့ကာဗွန်မိုနောက်ဆိုက်တွေဟိုက်ဒရိုကာဗွန်တွေနိုက်ထရိုဂျင်အောက်ဆိုက်တွေကိုသူကဘာပြောင်းပြီးလဲဆိုတော့ CO2 ကာဗွန်ဒိုင်အောက်ဆိုက်ဖြစ်ပြောင်းပြီးတယ် H2 ကိုရေဖြစ်ပြောင်းပြီးတယ် N2 နိုက်ထရိုဂျင်ဖြစ်ပြောင်းပြီးတယ်အဲ့တော့ဒီကြောက်စကားကထွက်လာတဲ့အခါမှာရေပါတယ် H2O အနေနဲ့ရေပါတယ်ဒါကြောင့်အိတ်ဇောကနေပြီးတော့ရေကျတယ်ဆိုတာကကြောက်စကားကောင်းတာပေါ့ဗျာကြောက်စကားကလုံးဝကိုကောင်းနေသေးတဲ့အနေထားကြောင့်လည်းရေကျတယ်နောက်ချက်က engine လုံလို့ရှိရင်လည်း compression အားကောင်းလို့ရှိရင်လည်းရေကျတဲ့အခြေအနေမျိုးတွေကြုံရပါတယ်နောက်တစ်ချက်ကတော့ရိုက်သရုအေးတာရိုက်သရုအေးတယ်ဆိုတာပြင်ပရဲ့ရိုက်သရုအေးနေတယ်ဆိုလို့ရှိရင်ငွေရေဖွဲ့ခြင်းဖြစ်ပြီးတော့အိတ်ဇောပိုင်လိုင်းကနေပြီးတော့ရေကျတဲ့ဖြစ်စဉ်မျိုးကတမယိုးကြဖြစ်ရိုးဖြစ်စဉ်ပါဒါကြောင့်အိတ်ဇောပိုင်ကနေရေကျတဲ့ဆိုတဲ့နေရာမှာပြစ်ချက်နဲ့ပြစ်ချက်မဟုတ်တာနဲ့ဆိုရင်နှစ်ပိုင်းစဉ်းစားရမယ်။တစ်ပိုင်းကကြတော့ engine coolant ယိုစိမ့်နေရလားဒါမှမဟုတ် engine coolant ရော့နေရလားဒါဆိုရင်ပြစ်ချက်ပေါ့။နောက်ထပ်တစ်ပိုင်းကကြတော့ engine coolant ကလည်းဘာမှ error လည်းမရှိဘူး။ engine coolant လည်းမဟုတ်ဘူး။ engine coolant လည်းယိုစိမ့်ခြင်းရော့ခြင်းလည်းမရှိဘူးဆိုလို့ရှိရင်တော့ engine လုံတာကြောက်စကားကောင်းတာပြင်ပရိုက်သလိုအေးတာဒါကြောင့် exhaust ကနေရေကျတဲ့ဖြစ်စဉ်ကိုကြုံတွေ့ရတာဖြစ်ပါတယ်เนาะဒါတော့နံပါတ်1အနေနဲ့ကြုံတွေ့ရတဲ့ကားကနေရေကျတဲ့လက္ခဏာပါ။နောက်ထပ်နံပါတ်2အနေနဲ့ကကြတော့engine coolant ယိုစိမ့်တဲ့ပြဿနာဒါကတော့ယိုရှင်းတယ်ဗျာ engine coolant ယိုစိမ့်တာဒါကတော့ပြစ်ချက်အနေနဲ့ပဲရှိမှာပဲ engine coolant တွေကယိုစိမ့်နိုင်တဲ့ပြဿနာတွေအများကြီးပဲရှိမယ်ဥပမာအနေနဲ့ရေလေအုံကနေပြီးတော့မှယိုစိမ့်တာတွေရေပိုက်တွေကနေယိုစိမ့်နေတာတွေရေတိုင်ကြီးကနေပြီးတော့ယိုစိမ့်နေတာတွေနောက်ချက်ကရေတိုင်ကြီးအဖုံးကနေယိုစိမ့်နေတာတွေရေပြန်မှုကနေယိုစိမ့်နေတာအစားရှိသည်ဖြစ်ပေါ့ဗျာနော် engine ရဲ့ cooling စနစ်မှာ engine coolant သုံးထားပြီးတော့အဲ့ဒီ engine coolant ကတနေရာကနေယိုစိမ့်နေတယ်ဆိုရင်တော့ပြဿနာရှိတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့ဒီယိုစိမ့်တဲ့နေရာကိုသေချာရှာဖို့လိုအပ်ပါတယ်အဲ့တော့ဒီနေရာမှာယိုစိမ့်တာကလည်းတချို့ကားတွေဆိုရင်ယိုစိမ့်တာကိုရှာဖွေရတာအရန်ခက်တယ်သူကအပြင်မှာယိုစိမ့်တာမဟုတ်ဘဲနဲ့အတွင်းထဲမှာယိုစိမ့်တာအတွင်းထဲမှာယိုစိမ့်နေဆိုတာကခုနနံပါတ်1အချက်ဖြစ်တဲ့အိတ်ဇောကနေ engine coolant နေဒီယိုစိမ့်တဲ့ပြဿနာမျိုးကြုံရပြီးတော့ engine ရဲ့အတွင်းထဲကဖြစ်တဲ့ head အပ်တာ gasket ပြတ်တာအတွင်းထဲမှာသွားပြီးတော့ဖြစ်တာဒါဆိုလို့ရှိရင်တော့မဖြစ်မနေ engine ဖွင့်ရမယ်ဆိုတဲ့အနေအထားမျိုးပေါ့ဗျာเนาะအဲ့လိုမျိုးဆိုရင်လည်းရေပြောက်တဲ့ပြဿနာမျိုးတွေကြုံရတယ်ယိုစိမ့်တဲ့ပြဿနာမျိုးတွေကြုံရတယ်အဲ့တော့ယိုစိမ့်တာကအဲ့ဒါကြတော့မြင်ရမှာမဟုတ်ဘူးအိတ်ဇောကနေပြီးတော့လည်းမြင်ရမှာပေါ့ဗျာเนาะနောက်တစ်ချက်ကကြတော့ engine coolant ယိုစိမ့်နေဆိုတဲ့အနေအထားမှာ
heater ဆိုတာကကားရဲ့ aircon စနစ်ပေါ့ဗျာနော် air condition စနစ်မှာအသုံးပြုတဲ့ heater အဲ့ဒီ heater မှာပြစ်ချက်ဖြစ်နေတာမျိုး heater ကလည်းအကြောင်းမျိုးကြောင့်ပေါက်တာမျိုးတွေဖြစ်တတ်တယ်ကားရဲ့ dashboard တွင်ထဲမှာ heater ကိုသုံးထားတယ်ကားရဲ့အတွင်းခန်းတွေကိုအပူပေးတာပေါ့ပြင်ပရဲ့ရာသီဥတုအေးတဲ့ဒေသတွေရှိတယ်ပေါ့ဗျာအဲ့ဒီအေးတဲ့ဒေသတွေမှာဆိုရင်သူက aircon က heater အနေနဲ့ပဲသုံးတယ် cooler အနေနဲ့မသုံးအဲ့တော့ heater အနေနဲ့သုံးတဲ့အခါမှာဘာဖြစ်လဲဆိုတော့ engine coolant ကိုအဲ့ဒီ heater တွေကိုဖြတ်တန်းစီးဆင်းပြီးတော့ engine တွေကိုပြန်ရောက်စီတာအဲ့ဒီနေရာမှာအဲ့ဒီ heater ကအကြောင်းမျိုးကြောင့်ပေါက်တာမျိုးတွေဖြစ်တတ်တယ်ဆွေးတာပေါက်တာတန်ကြီးလိုက်တာပေါ့ဗျာအဲ့လိုမျိုးဖြစ်တဲ့အခါမှာနည်းနည်းလေးယိုစိမ့်သွားတယ်အဲ့လိုယိုစိမ့်ရင် तू ကသိမသိတာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ heater ကနေယိုစိမ့်သွားတဲ့ engine coolant တွေကဖြည်းဖြည်းချင်းယိုစိမ့်ရင်နေကြမ်းကင်းအောက်ကိုရောက်တယ်အဲ့ဒီကနေပြီးတော့ကားအောက်ထဲကိုယိုစိမ့်သွားတာဆိုတော့ကြမ်းကင်းမှာတော့နည်းနည်းဆူပြီးတော့ကြံနေခဲ့တယ်ပေါ့ဗျာအဲ့လိုနေထားဆိုကျွန်တော်တို့ကကြမ်းကင်းဆူမဆူကိုစစ်ဆေးပြရမယ်မဟုတ်ရင်ဘယ်နေရာကယူလို့ယူမှန်းလဲမသိပြစ်ချက်ကရှားတာအရန်ခက်တယ်အဲ့ဒီ heater ပေါက်လို့ရှိရင်အရန်ဒုက္ခရောက်တယ်နောက်တစ်ချက်က heater တွေကလည်းအပူပိုင်းဒေသမှာဆိုမသုံးဘူးဆိုရင်တော့ heater ပိတ်ထားလေပြဿနာတော့မရှိပါဘူးဒါပေမဲ့သုံးတဲ့ဒေသတွေမှာဆိုရင်တော့ heater ဖြုတ်ဖို့အတွက်ဆိုရင်များသောအားဖြင့်ကားရဲ့ dashboard ကိုဖြုတ်ပြီးတော့မှပဲအဲ့ဒီ heater ကိုဖြုတ်ပြီးတော့လဲလို့ရတယ်သို့မဟုတ်ပြန်လဲပြီးတော့ဖာတီးလို့ရတဲ့အနေအထားမျိုးတွေရှိတယ်ပေါ့ဗျာနော်ဒါကကျတော့ engine coolant ယူစိမ့်တဲ့အခါမှာကြုံရတဲ့အနေအထားမျိုးတွေ engine coolant ကဘယ်ကနေယူစိမ့်မလဲပေါ့ဗျာနော်ပိုက်လိုင်းတွေကယူစိမ့်မယ်ရေတိုင်ကြီးတွေကယူစိမ့်မယ် water pump ရေလဲဝင်တွေကနေယူစိမ့်မယ်ရေပြန်မှုတွေကယူစိမ့်မယ်ဒီလိုပြဿနာမျိုးတွေနောက်တစ်ချက်အနေနဲ့ကကြတော့အဲ့လိုမျိုး engine coolant ယူစိမ့်တဲ့အခါမှာကျွန်တော်တို့တွေကဒီတိုင်းလူရှူထားလို့မရဘူး engine coolant ယူစိမ့်သွားလို့တတ်မှတ်တဲ့ပမာဏအောက်ကျသွားပြီဆိုတာနဲ့တေချာတဲ့ engine heat တက်မှာပဲပေါ့နော်ဒါကြောင့်အဲ့ဒါလေးတေချာလေး Q-site စီခြင်းပါတယ်အဲ့တော့ကျွန်တော်တို့ engine coolant တွေမလျော့အောင်တေချာ Q-site စီခြင်းပါတယ်နော်အဲ့တော့ engine coolant တွေကပိုက်လိုင်းတွေကနေယိုစိမ့်တဲ့ပြဿနာမျိုးကြီးလည်းကျွန်တော်မကြာခဏကြုံရတယ်အဲ့တော့ပိုက်လိုင်းတွေကနေယိုစိမ့်နေဆိုတဲ့အနေအထားမျိုးမှာဥပမာပေါ့ဗျာပိုက်ကလစ်တွေမလုံတာပေါ့အဲ့ဒီပိုက်ကလစ်တွေမလုံတာတို့ပိုက်ကလစ်တွေယော့နေတာတို့ကဘာဖြစ်တယ်လဲဆိုတော့ highway မောင်းနေနေရေပိုက်တွေပြုတ်ထွက်သွားတတ်တယ်ရေပိုက်ပြုတ်ထွက်သွားရင် engine RPM ကျွန်တော်တို့က2500လောက်နင်းနေတာနင်းနေတဲ့အချိန်မှာ engine RPM ကြီးကမြင့်တက်နေတဲ့အချိန်မှာရေပိုက်ပြုတ်ထွက်သွားရင် engine heat တက်သွားနိုင်တယ်ဒါကြောင့်အဲ့ဒီအနေအထားမျိုးမဖြစ်အောင်ကျွန်တော်တို့အနေနဲ့ engine ရဲ့ cooling စနစ်မှာတက်ဆင်အသုံးပြုထားတဲ့ရေပိုက်တွေကိုလည်းတေချာလေး Q-site စီခြင်းပါတယ်ရေပိုက်တွေကောင်းမကောင်းရေပိုက်တွေလုံးမလုံးတစ်ခါကျရင်ရေပိုက်တွေကွဲထွက်တာမျိုးတွေဖြစ်တတ်တယ်ရေပိုက်တွေကဗျာထိတ်ကဒီလိုမျိုးကလင်းနဲ့ညှစ်ထားတယ်ဒါပေမဲ့ဘူဒီပေါင်းကြီးထားပြီးတော့ပေါ့နော်ရေပိုက်တွေကဘလုံးမအဆင်မပြေတဲ့အနေအထားမျိုးတွေတွေ့ရတယ်မလဲပဲနဲ့ဒီတိုင်းသုံးတာပေါ့နော်အခက်မသိလို့ရေပိုက်တာကွဲသွားရင်တော့မတွေးရစရာပါပဲเนาะဒါကကြတော့ engine coolant ယိုစိမ့်နဲ့ပြစ်ချက်ပါနံပါတ်2ကတော့ပြစ်ချက်အနေနဲ့ရှိပါတယ်ဘယ်နေရာကယိုလဲယိုတဲ့ပုံမူတည်ပြီးတော့ကျွန်တော်ကစစ်ဆေးဖို့လိုအပ်တယ်နောက်တစ်ချက်ကဒီ reader အတွက်အသုံးပြုတဲ့ pressure tester ဆိုတာရှိတယ်လေထိုးပြီးတော့ဆန်းတဲ့ဟာပေါ့ဗျာအဲ့လိုလေထိုးဆန်းပြီးတော့ဘယ်နေရာကယိုစိမ့်လဲဆိုတာလည်းအလွယ်တကူသိရှိနိုင်ပါတယ် special tool တော့လိုတာပေါ့ဗျာเนาะဒါကတော့နံပါတ်2အချက်ပါနံပါတ်3အနေနဲ့ကကြတော့တမယိုးကြဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်တဲ့ aircon ဖွင့်တဲ့အချိန်မှာရေကျတာaircon ဖွင့်တဲ့အချိန်မှာ evaporator လို့ခေါ်တဲ့ air coil ကနေပြီးတော့အငွေ့ရေငွေ့လေးတွေဖြစ်သွားပြီးတော့စုပြီးတော့ရေဖြစ်တယ်ပေါ့ဗျာအဲ့ဒါလေးတွေကိုသူကကားအောက်ထဲကိုချပေးထားတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ဘာတွေ့နိုင်လဲဆိုတော့ aircon ဖွင့်ထားတဲ့အချိန်မှာကားရဲ့အောက်မှာရေကျနေတာကိုတွေ့ရလိမ့်မယ်ဒါကတမယိုးကြဖြစ်ရိုးဖြစ်စဉ်မှာဘာမှပြဿနာမရှိပါဘူးเนาะအဲ့ဒါကကြတော့သူလည်းပြောမယ်ဆိုလို့ရှိရင်တော့စုပြီးတော့ condensation ပေါ့ဗျာငွေ့ရေဖွဲ့တာပေါ့နော်ငွေ့ရေဖွဲ့ပြီးတော့မှစုပြီးတော့ရေကျတာပါဒါကပြဿနာမရှိဘူးပြဿနာရှိတဲ့အချိန်လေးတော့ရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲ့ဒီရေကျတဲ့ပိုက်ကလဝါစင်တာလို့ခေါ်တဲ့ gear position switch တွေ gear position sensor တွေပေါ်မကျစီနဲ့ကျလို့ရှိရင်အဲ့ဒီ position switch တွေ position sensor တွေပြစ်ချက်ဖြစ်စီတယ်ပေါ့ဗျာเนาะဒါကြောင့်အဲ့ဒါလေးပဲ view ဆက်ရမယ်ပုံမှန်ကတော့ကားထုတ်တဲ့သူတွေကအဲ့လိုမျိုးနေရာလေးတော့လွှဲပြီးတော့ထားတယ်ဗျာဒါပေမဲ့တစ်ခါကျတော့အကြောင်းမျိုးကြောင့်အဲ့ဒီနေရာမှာသွားပြီးတော့တက်တက်ဆန်ဆန်ဖြစ်သွားခဲ့တာမျိုးဖြစ်တတ်တယ်ဒါကြောင့်အဲ့ဒါလေးတော့တည်ထားစီခြင်းနဲ့အဲ့တော့နံပါတ်3ချက်ကတော့ကား aircon ဖွင့်တဲ့အချိန်မှာရေကျတာကတော့တမယိုးကြဖြစ်ရိုးဖြစ်စဉ်ဖြစ်တဲ့ပြစ်ချက်အနေနဲ့မဟုတ်တဲ့အတွက်ဘာမှသိပြီးတော့စိတ်ပူစရာမရှိပါဘူးเนาะဒါကတော့ကားကနေပြီးတော့ရေကျစေနိုင်တဲ့အကြောင်းအရာ3မျိုးပြစ်ချက်3မျိုးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုရားပြမျှဝေဆွေးနွေးခဲ့တာဖြစ်ပါတယ်အားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ